ဝေပညာကိုစပြီးတော့လေးလာနေကြတဲ့လူငယ်တွေနဲ့လုပ်ငန်းခွင်အသီးသီးမှာရောက်ရှိနေတဲ့လူငယ်တွေထပ်ပြီးလေးလာလို့ရအောင်ဆိုပြီးတော့ကျွန်တော်ဒီစီစဉ်ကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ပထမပိုင်းမှာဝရိန်ကို flat bar နှစ်ချက်ကိုကတ်ပြီးတော့ Tekken Sport စတွဲတဲ့အစီအစဉ်ကိုကျွန်တော်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီလို Tekken Sport ကဝယ်တာသမားတယောက်တော့ပထမဆုံးနံပါတ်1အရေးကြီးတယ်ဆိုတာကိုလည်းကျွန်တော်ပြောထားပြီးပဲဖြစ်ပါတယ်အခု Tekken Sport ကိုပိုင်နိုင်သွားပြီကိုက Tekken Sport ကိုအလေးကြီးကောင်းရပြီးတော့ပိုင်နိုင်သွားပြီဆိုလို့ရှိရင်အဲ့ဒီ Tekken Sport မှာပဲကျွန်တော်တို့ကငြိမ်ပြီးမနေပါနဲ့ Tekken Sport နဲ့ပဲကျွန်တော်တို့တောက်လျှောက်ဆွဲဆော်လို့မရပါဘူးလုပ်ငန်းခွင်တိုင်းမှာကျွန်တော်တို့အရေးကြီးတဲ့ heavy ဆော်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ဆွဲဆော်ရမှာဖြစ်ပါတယ်ဒါကြောင့် Tekken Sport ပြီးလို့ရှိရင်ကျွန်တော်တို့ဆွဲဆော်တဲ့အနေအထားကိုကျွန်တော်တို့ပထမခြေလှမ်းအနေနဲ့ကျွန်တော်တို့ပြန်နှိုင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုဆွဲဆော်တဲ့နေရာမှာလဲကိုယ့်ရဲ့သုံးရမယ်ကိုယ့်ရဲ့ဝရိန်ချောင်းကိုယ့်ရဲ့မီးအနေအထားရွေးချယ်တတ်ဖို့လိုအပ်ပါတယ်နော် 2.5 mm သုံးရင် 2.5 နဲ့ညီတဲ့ ampere ကိုထားရမယ် 3.2 သုံးမယ်ဆိုရင် 3.2 နဲ့ညီမျှတဲ့ ampere ကိုကျွန်တော်တို့ထားရမယ်ဝရိန်ချောင်းရဲ့ angle position ကိုလည်းကျွန်တော်စနစ်တကျပြောပြတယ်လို့မျိုးစနစ်တကျကိုကလိုက်နာဖို့လိုအပ်ပါတယ်ဘယ်လို့မဆိုနီးစနစ်ကအရေးကြီးပါတယ်နီးစနစ်မှန်မှကိုရဲ့ဝရိန်ချက်တွေကလည်းမှန်မှန်ကန်ကန်နဲ့လှလှပပဖြစ်မှာသိကြပါတယ်နော်ဒါကြောင့်စနစ်တကျလုပ်ပါနီးစနစ်မှန်မှန်လုပ်ပါဒါမှကိုရဲ့ဝရိန်ချက်တွေကလှပပြီးတော့ခိုင်ခမှာဖြစ်ပါတယ်နော်ဝရိန်ချက်တိုင်းကလှပတည်တတ်မှလုပ်ငန်းခွင်မှာကိုကတကယ် professional ဝယ်တာတယောက်ဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုတော့ကိုအနေနဲ့သတိချဖို့လိုအပ်ပါတယ်အဲ့တော့ဒီမှာဘယ်လိုစဆော်ရမလဲဆိုတဲ့အပိုင်းကိုအခုတင်ပြပေးမှာဖြစ်ပါတယ်အခုဒီ flat bar နှစ်ပြားကိုကျွန်တော်တို့ထည့်ချင်းပူကတ်လိုက်မယ်ပူကတ်ပြီးတော့ထိပ်နှစ်ဖက်ကိုကျွန်တော်တို့ support Tekken လေးတိုးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီလိုဆွဲဆော်မဲ့အစီအစဉ်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါလိုဆွဲဆော်တဲ့အခါမှာဆိုလို့ရှိရင်ကိုအနေနဲ့နံပါတ်1ချက်ဘာကိုသိထားရမလဲဆိုတော့ကိုသုံးမဲ့တံပြားနဲ့ကိုရဲ့ဝရိန်ချောင်းကိုရဲ့မီးနေထားကိုချိန်နိုင်မှုလိုအပ်ပါတယ်ကိုရဲ့တံပြားထူနေမယ်ဆိုရင်ကိုသုံးရမဲ့မီးကဘယ်လောက်ထားရမလဲကိုသုံးရမဲ့ဝရိန်ချောင်းကဘယ်လောက် size သုံးရမလဲဆိုတာကိုကရွေးချယ်မှုမှန်ကန်မှုလိုအပ်ပါတယ်ဆိုကြပါစို့ကျွန်တော်တို့အထူဆိုလို့ရှိရင် 3.2 နဲ့သုံးမယ် 4.0 နဲ့သုံးမယ်အပါဆိုလို့ရှိရင် 2.5 နဲ့သုံးမယ် 3.2 နဲ့သုံးမယ်ဒါကကိုယ့်ရဲ့ချိန်ဆနိုင်မှုလိုအပ်ပါတယ်ဝရိန်ချောင်းကိုလည်းကိုက angle မှန်လေးထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုး flat ဆော်တော့မယ်ဆိုလို့ရှိရင်ဝရိန်ချောင်းကိုကျွန်တော်တို့လုံးဝဒီလိုထောင်မှတ်ပြီးတော့မဆော်လာပါနဲ့ထောင်မှတ်ပြီးဆော်ခြင်းအဖြစ်ဝရိန်ထိုးဖောက်နိုင်ပါတယ်ကျွန်တော်တို့ဘလောက်တွေထားမလဲဆိုလို့ရှိရင်60ဒီဂရီတော့၎င်း45ဒီဂရီတော့၎င်းကျွန်တော်တို့ထားပြီးတော့ဒီလိုကိုဆော်မဲ့လျားလိုက်ကိုကျွန်တော်တို့ဖြည်းဖြည်းချင်းဆွဲဆော်လာဖို့လိုအပ်ပါတယ်ဒီလိုဆော်တဲ့အခါမှာလည်းကျွန်တော်ပြောသလိုပဲလက်ကိုတအားကြီးကျွန်တော်တို့ဝရိန်ကောက်ကိုဖိညှစ်မကင်ထားပါနဲ့နော်ကိုကမကျွမ်းကျင်သေးဘူးဆိုလို့ရှိရင်ဝရိန်ချောင်းနဲ့ကိုကလက်မနဲ့ဒီလိုထောက်မယ်အောက်ကလက်သန်းကိုဒီမှာထောက်ပြီးတော့ဒါမျိုးကျွန်တော်တို့ဆော်လာလို့ရပါတယ်ကိုကကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ဒီလိုအနေထား position လေးနဲ့ကျွန်တော်တို့ဆော်လာလို့ရပါတယ်ဒီမှာစဆော်တော့မယ်လူငယ်တွေအတွက်အထူးသတိပေးချင်တာကတော့ကျွန်တော်တို့မီးခေါ်လိုက်ပြီးစဆော်တော့မယ်ဆိုလို့ရှိရင်ဝရိန်ဒီထိတ်နဲ့ကိုမီးခတ်လိုက်တဲ့တံပြားမှာမီးပွေသွားပြီဆိုရင်တအားကြီးတဲ့ဝရိန်ချောင်းကိုမြောက်မထားပါနဲ့ဖိတ်ချင်းပြီးတော့လည်းမထားပါနဲ့သူ့အလိုက်သိလေးသာထားပြီးတော့ဆွဲဆော်လာခဲ့ပါထိတ်ရုံလေးတင်ရုံလေးတင်ပြီးတော့ထားပြီးတော့ဆော်လာခဲ့ပါတအားမြည်လိုက်မယ်ဆိုလို့ရှိရင်ဝရိန်မီးကအောက်ဆီဂျင်နဲ့ထိတ်ပြီးတအားလောင်ကျွမ်းတဲ့အတွက်ကြောင့်ဝရိန်တံများတွေပေါက်ပြဲနိုင်ပါတယ်တအားနှိပ်ရလို့ရှိရင်လည်းဝရိန်ချောင်းကတ်သွားနိုင်ပါတယ်ဒါကြောင့်ကိုကအလိုက်သိလေးမထိတိလေးပုံစံမျိုးနဲ့ကိုကထားပြီးတော့စနစ်တကျလေးကိုကဆွဲဆော်လာဖို့လိုအပ်ပါတယ်အဲ့တော့ပထမဆုံးဆော်တဲ့အခါမှာလဲကိုကဒါမျိုးတွေလိုက်ပြီးတော့မကစားပါနဲ့အောင်ကိုကငြိမ်ငြိမ်လေးနဲ့မှန်မှန်လေးလမ်းကြောင်းတဲ့ဖို့တာကိုကဦးစားပေးပြီးတော့ဆော်လာခဲ့ပေးပါ
ဖြစ်ဖြစ်နဲ့မှန်မှန်လေးသွားပါအဲ့ဒါလိုစော်သားတဲ့ခါကြလို့ရှိရင်ကိုကလုံးဝလက်ရကတဖြည်းဖြည်းနဲ့တက်လာမှာဖြစ်ပါတယ်ကိုကကျွမ်းကျင်သားပြီးဆိုတော့မှသာနောက်ထပ်ဘယ်လိုအနေထားမျိုးကိုဆော်ရမယ်ဆိုတာကိုကျွန်တော်ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့ flat position အနေထားနဲ့ဝရင်းဆော်ပြနေခြင်းဖြစ်ပါတယ်ဝရင်းညောင်းကိုအန်ဂယ်မှန်ထားပြီးတော့ကိုယ့်ရဲ့လက်ကိုလည်းတီးကြ support ထောက်ပြီးတော့စနစ်တကျဆော်ပြနေခြင်းဖြစ်ပါတယ်ဒါပညာသင်ကြားလူငယ်လေးတွေအတွက်လေ့လာလို့ရအောင်ပါဝရင်းဆော်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဝရင်းသားကိုတီးကြထောက်မယ် wire blood တိုက်မယ်ပြီးရင်ကိုယ့်ရဲ့ဝရင်းသားကိုကြည့်မယ်လိုအပ်လို့ရှိရင်ဒါပဲဖြစ်လို့ကဘယ်လိုပြန်ဆော်ရမလဲဆိုတာကိုပြန်လေ့ကြည့်မယ်